ပွားရဲ့နှစ်စီးစိမ်အမှန်လေဟုတ်တယ်လေကိုပွားတော့ကိုရအလုပ်တွေနဲ့ stress တွေအများကြီးပြီးနေတဲ့အချိန်မှာ enjoy ကိုလည်း enjoy လုပ်ရသေးတယ် hello ဒီပြောရတာလက်မျိုးမချောက်ဆောင်ပြတာကောက်တော့လက်မျိုးမချောက်နိုင်ဘူး hello 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 လက်လိုက်ဘူးခိုင်းတယ်တကယ်ကြီးခိုင်းတယ်ကိုရုပ်ပဲပါတယ်ဒီစိခိုင်းလိုက်ခိုင်းတာရှူးနေလည်းမိုးကြားတွေကတိတ်ထွက်တာကျတော့ကြီးပေါ့ဟုတ်တယ်ဒီထဲကိုရောက်ခုမှဒီထဲကရတာကိုသိတာသိရနဲတို့တွေဒီကိုကြည့်ဒီထဲကိုရောက်ခုမှဒီထဲကရတာကိုသိရလူတွေကဟိုကလေကဘာလုံးကြီးရှိမှဓာတ်ပုံလေးကြီးပြင်းနေသွားကြတယ်ဒီထဲကိုဝင်ကြည့်စမ်းမှာပြင်းနေတခြားစီစင်ကာပူနိုင်ငံမှာဘယ်နေရာမရှိရနေရနေရတဲ့ဖီလီလေးဟုတ်ပါပြောကြတယ်ဆိုစေတနာနဲ့ပြောကြတာဟုတ်တယ်လို့ပြောစီကိုရီးယားဒီမှာနှိရှင်လာတော့လုပ်ပြီးတော့လေးပြမလားဟိုကဟုတ်တယ်အဲ့ဒါကိုလေတချို့တွေကပြောလိုက်အမေပြင်းစရာကြီးမလေးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လာကြည့်စမ်းမှာပြင်းတယ်မဟုတ်ဘူးမလေးလာကြည့်စမ်းမှာအလဲလဲလဲငါတို့ကလည်းစင်ကာပူ promotion စီးနေတယ်ပြင်းရမှာကိုယ့်ရဲ့ဒုတိယရင်ဖြစ်နေလို့ဟုတ်ပါအဲ့ဒါလည်းပြင်းနေရတော့တော်မှလားချေးရိုက်ထားလိုက်မယ်ကွယ်ဟိုကလေးငါတို့ဒီကဘယ်နှပိုင်းကောတက်တာအပိုင်းတင်နေရင်းနှောင်းဆန်အဲ့လိုအပိုင်းနဲ့တင်ရိုက်ချက်တည်းအခုလိုဖြစ်တော့အဲ့တက်ပါတော့ဟဲ့လာလိုက်တာတိန်ပေါင်းရအောင်နောင်းလိုက်ပြီဘယ်မှာတက်မချင်းဆိုရင်ငါဘယ်နှမိနစ်လာမဟုတ်ကမဟုတ်ခုမှဟိုတဲ့အော်ငါစတော့ထားလို့ where we go ohအောက်ကကြည့်တာဘာမို့ပမာကြိုက်ညိတ်နေစားလိုက်တာအော်ဒီကောင်နဲ့ယူလိုက်ပတ်စတာဘက်ကိုလိုက်ခဲ့ဝေါโอเคတော့ဟုတ်တယ်လေအော်နေရိုနေရိုအောင်မနဲ့တော့ဟောဒီကြတာဖတ်လိုက်တာလေအော်ဟာဘယ်ပြီးပြီကမင်းတော့မရှိပါဘူးတကယ်ကြီးOh, really?